အခုတွေ့ပြမှာလက်ပြအတိုင်းသူကကျတော့လက်ပြကိုအရှိပါချောက်ရလက်ပြနဲ့မတူဘူးဂျိုင်းကြတာမကြိုက်ဘူးဆိုတော့ဂျိုင်းအပေါ်လေးနဲ့တက်ပြီအကောင်းက16ကိုအစားပေါ့နဲ့စားမစားပခုံးကို16ကိုနဲ့စားတော့ရှေ့ရညီမချင်းရှေ့19ဆိုတော့ဂျိုင်းတော်ဝတ်လိုက်တော့19တော်ဝတ်လိုက်တော့ကိုလမခွေရအဲ့တော့ဂျိုင်းနဲ့စားအဖြေရကိုခွေရဂျိုင်းရကိုခွေရရှင်ရကြတော့40နဲ့တော့ရှင်ရ40နဲ့43လေးနဲ့စား43တခါ7နဲ့ခွဲ43နှစ်ခါ20ရေးနဲ့စားညီမချင်း10တရမဘယ်လောက်ဆက်လဲဆို1နဲ့3 4 5 60ရဒီမှာကတော့တလက်မ80ဆိုတော့တော့လိုက်တော့နှစ်စိတ်ကျန်ဆိုတော့10ပဲပြ10 1နဲ့3 4 5 6 60ရေးလိုက်ပြင်ရင်ရကြတော့44တင်ရကြတော့44ဆိုလေးနဲ့စား44လေးနဲ့စားတော့တခါ20နဲ့ဒီရတော့တခါထောက်တော့17ရအဲ့ဒါတင်ရညီမချင်း17ရအရှိရကြတော့23နလမပေါင်းတော့23 24 25ရညီမချင်း25ကုတ်ခါရှိရ15အောက်ကျောကျ15ခွဲရှိရင်ကျဲလို့တော့အရင်ဂျိုင်းလိုက်တာမကြိုက်ဘူးဆို15ခွဲနဲ့ပဲနိုင်အဲ့ဒါ15ခွဲနောက်ထပ်15ခွဲကိုနှစ်ခါခွဲတော့ခွန်ခွဲ20ရ15ခွဲအစားနှစ်ခါခွဲတော့ရေးများချင်းခုနလက်မနဲ့သတ္တမကစိတ်ဆို1နဲ့3 4 5 6ခုနလက်မနဲ့60ရအမေတတမ60ရဒါဆိုရင်အိမ်လက်ပြချုပ်မဲ့အဖြေပေးပါတယ်အဲ့တော့ပတ်တန်ဆဲကြ